Okay, Ogada Sujami. Yamya Sungirana Yamya Sungirana Tanga Mya Sungirana Irana Mya Doma Bondo Ikoyigo Yongchi Swapshe Yode Myanu Leso Moyo Chiko Buzo Fumyo Manleyo Karajaya Do Kayagan Kudo Wazigan Kudo Manogan Kudo Serena Bondo Chao Mimido Alusia down the agency Miano Ado Mo Mana Madi Miania Pedoma Poni Bangu Ibawa Ikanda Idadana Dima Bele Mimido Arto se Arto the Dampido Dana di La Sida Nagani de Gawa Wibadana Nyandi Limiado Menyado Chesu Bue Nebango Yalwe Yalwe Mimo Bulwe Nancha di Chichabasi Tilali Chenchu Chame Hambate Nebana Pateyandina Idaranina Daha Nawinga Dila Isa Dila Amadiyama Andi Chembeya Aham Devidoti Nebana Dokha Kade Kenyayama Nyanibango Pateyandina Lula Donda Do Abshi Tidaranina Odan Daranangisami Kaman Daranangisami Tangan Daranangisami Idaranago Lombane Tahadu de Gawa Tesa Dilam Nawenga Dilam Panadi Bada Adina Dana Kamidu Misasara Abjamasriya Nudawada Turami Raya Vigala Bozana Asabsyado Navado Dila Ovado Dila Domyago Tamadiyama Kauzwa Jendo Saudiba I Ishembeya Idame Bonya Nebanata Iseyo Odu Idam Bonya Bagan Tava Dadana Bazima Abamatina Dilandambatita American Bitanzu Yabine Proclaim you and at this Midasui Nogaha Nabba Puzota Sudita Pisya Noga Dhamma Noga Pshatini Adana Noga Gudo Kongo Bilo Bilo Yashi Adana Rorema
ကြုံခဲ့ဆုံခဲ့တဲ့ဓမ္မဆိုတဲ့အတိဒဉာဏ်တတ်တို့ကိုရယူသောနေ့ဒီနေ့ပဲနေ့ရက်မြောက်3 ရက်မြောက်တနေ့တာရဲ့နောက်ဆုံးချိန်ပေါ့နော်ဒီနေ့က18ရက်6လ2025ခုမိမိတို့ရဲ့ဘဝတသက်တာမှာမေးပြောက်လို့မရသောကုသိုလ်ယနတ်ဒီကနေ့နှလုံးသားထဲမှာပြည့်ဖြန်းလေးရှိကြတယ်ကုသိုလ်ယနတ်မွေးပြန်ကြိမ်စွာဆိုသည်ကုသိုလ်ယနတ်ဒီလောဘတွေဒေါသတွေမောဟတွေငြိမ်းတဲ့ကုသိုလ်ကောင်းမှုဟာဘယ်ကိုအထိပြန့်နှံ့တယ်လဲဆိုအထက်ဘဝစကြဝဠာတစ်ခုလုံးကိုပြန့်နှံ့တယ်ဒီစေတနာလေးတွေတာမန်စဉ်းစားရင်တော့တာမန်လောက်ပဲဖြစ်တယ်ပေါ့တကယ်အဓိကဆောင်ပြီးတော့စဉ်းစားရင်ဒီတရားဆိုတာသိခက်တယ်တရားတွေနာရဖို့ခက်တယ်တရားတွေကျင့်ဖို့ခက်တယ်အတိဒဉာဏ်နဲ့လေးတွေပေါ်လွင်ဖို့ခက်တယ်အရင်ဤများများပြုလို့ရအဲကြောင့်ဒီနေ့မိမိတို့အရင်ဤတွေတရားတရားတို့ပြီးအရင်ဤတွေများများပြုပြီးတော့မှဖြစ်ပေါ်လာရသောဓမ္မတတ္တိကိန်းအောင်ရှိလို့ခေါင်းစည်းတက်ပြီးတော့ဩကြနာကြကြီးညိုကြမှာမို့လို့ဘုရားရှိဤပုံတော်မှန်းစကုဏောတန္တကဗုဒ္ဓနုတ္တိပွားများကြမယ်လက်အုပ်ရှိပြီးဘုရားအာယုံပြုတတ်ဒိနောသောဘဂဝါတရဏယဓမ္မံဒေတိတိဒိနောသောဘဂဝါတရဏယဓမ္မံဒေတိတိသောဘဂဝါကျွန်ုပ်တို့၏ကိုယ်ွယ်ရာအာဒယာမိကိုရာစစ်မှန်ဖြစ်သောဘုရားမြတ်စွာသည်သောဘဂဝါလူနှင့်ပြမတ္တဝါပေါင်းတို့၏ဆရာတဆူဖြစ်တော်မူသောဘုရားမြတ်စွာသည်သောဘဂဝါအသိဉာဏ်ဝိဇ္ဇာခြင်းစရဏတို့ဖြင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်သည်သောဘဂဝါမကောင်းသောအကုသိုလ်ကမှန်သည်မြတ်ကိုစိတ်ခွဲရမှလည်းပြုတော်မူကြံစီတော်မူသောဘုရားမြတ်စွာသည်ဒိနောကာမောဂဘောဂတိတောကဝိဇောဂတိသောဩဃလေးဖြင့်တန္တရာမနိဗ္ဗာန်ဒီဟုသောတောင်ကံဘောသို့ကူးမြောက်တော်မူခဲ့လေပြီဒါရဏယကုဏလထတုဓမ္မတတဝါဘုချီမြဝိနေတို့ကိုသန္တရတဝကနိဗ္ဗာန်ကိုတက်လန်းနိုင်ပါစေခြင်းအလို့ငါဓမ္မကတံသစ္စာလေးတံတရားမှန်ကိုထေတိတိဟောမိပြီးတော်မူခဲ့လေပြီတံဘဂဝန္တံတို့ရှင်တော်မြတ်ဖရာအားမေယမကသစ္စာလေးတံတရားမှန်ကိုသိလို့မြင်လို့မျက်မှောက်ပြုလို့ကြကုန်သောဘုရားတပည့်တော်တို့သည်နမောကာယဝစီမနောရှိနေရဲ့အစ္စလေညွတ်ကြလဲဆုံးမူကားရှိခိုးဥညွတ်ကြပါတော်သည်မြတ်စွာဘုရားဘုရားဒုက္ခိတာဟောထဒုက္ခမောစထဒုက္ခိတာကိုစိတ်နဲ့ပြချမ်းသာချမ်းသာခြင်းသည်ဟောထဖြစ်ကြပါစေဒုက္ခကိုဆင်းရဲစိတ်ဆင်းရဲပေါင်းမှမောဇတလွတ်ကင်းကြပါစေလို့မေတ္တာပို့ပြီးအလုံးသက်ကောင်းသက်သာလေးထိုင်ချမ်းချမ်းသာသာထိုင်လို့တရားဟောကြတရားနာယူကြမယ်ကုသိုလ်ပုံညပြုကြလင်းလင်းအမိကသာစောင့်ညာဒူပင်ကိုယ်တိုင်ပြုမှကိုယ်ကပိုင်ရှင်ခွင့်ကြုံညာကိုယ်ကကုသိုလ်ရှင်ဆိုသလိုလောကမှာအိမ်ရှင်အိမ်ပိုင်ရှင်ကားရှင်ကားပိုင်ရှင်လို့ပြောကြရပြီးတကယ်တော့တရားရှိတဲ့ပုဂ္ဂိုလ်ဟာတရားပိုင်ရှင်ပဲတရားမရှိရင်တရားပိုင်ရှင်မဟုတ်ဘူး
အဲ့ဒါမိသေးပုဂ္ဂိုလ်မဲ့ဆိုလူကြီးမဲ့ဆိုလူငယ်မဲ့ဆိုမိမိရဲ့စိတ်စဉ်ထဲမှာဒီဘဝကလေးရလာတဲ့အရှိမိမိတို့ရရှိထားသောဒီဘဝမှာဓမ္မဆိုတဲ့တတ္တိကိဋ္ဌာရှိဖို့လိုတယ်စာလေးတက်ယုံနဲ့မပြီးဘူးတရားဟောတတ်ပြောတတ်ယုံနဲ့မပြီးဘူးပညာတိစခန်းမှာပညာတိစခန်းကိုရောက်ထားဖို့လိုတယ်အဲ့ဒါကိုယ်ပိုင်အလုပ်ပါမြတ်စွာဘုရားရှင်ကအတ္တဒီဗံဘိကဝေအတ္တတရဏအနိညတရဏကိုအာကိုရာမိကိုရာအဖြစ်နဲ့နေကြကိုအာကိုပြီးတော့နေကြအာကိုရာရှိပြီးတော့နေကြအာကိုရာမဲ့ပြီးတော့မနေကြနဲ့ထပ်ပြီးတော့တဏ္ဍတဘိကဝဝိရထမအာနာထယံတို့အာကိုရာရှိပြီးတော့နေကြပါအာကိုရာမဲ့ပြီးတော့မနေကြနဲ့ဟဲ့ဘာဖြစ်လို့မြတ်စွာဘုရားမိန့်တော်မူသလဲလို့ဆိုတော့ဒီလိုဘဝဆိုတာရခဲ့တယ်ဗျဟုတ်လားဘဝဆိုတာရဖို့လွယ်သလားခက်လားခက်တယ်ဒီလိုဘဝကိုပြောတယ်ဘုရားကိုဘုရားမှသိဘုရားအကြောင်းသိတရားအကြောင်းသိသံဃာအကြောင်းသိတဲ့ဘဝကံနဲ့အကျိုးပေးကိုကြာကြာနာနာဂဂနာနာနားလည်တတ်သောဘဝဉာဏ်နဲ့အကျိုးပေးကိုကြာကြာနာနာဂဂနာလို့တဲ့ကိုယ်တိုင်အကျင့်ဖြင့်သိမြင်နိုင်သောဘဝဆိုလိုတယ်ဒါကြောင့်မို့လို့ဘဝဆိုတာကိုယ်တို့ရှိတဲ့ပုဂ္ဂိုလ်တွေလူလောကမှာဒီသာသနာဆိုတာကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်များခွင့်ရေးတစ်ခုကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်တွေကဒီအခွင့်ရေးကိုမယူနိုင်ဘူးမရနိုင်ဘူးဒီနေ့ဆိုဦးဇင်းလေးတွေပါဝင်ပေါ့တရားဓမ္မတွေဆိုတို့ဘုရားရှင်သာသနာမှာမိခွင့်ရအာကိုခွင့်ရရှင်းကခွင့်ရတယ်ဘုရားရှင်ဇေတဝန်ကျောင်းသတင်းသုံးတော်မူတဲ့အခါမှာမိစ္ဆာဒိဋ္ဌိတွေကယဟန်တော်အရှင်မြတ်ကလေးတွေတော်ရကမ္မထအထုတ်ပြီးတော့ပြန်လာကြခါတရားဆွမ်းခံပြီးတော့အစဉ်စောသေးလို့သူတို့မိစ္ဆာတွေပရပိုက်ဒိဋ္ဌိပရပိုက်တွေအကြောင်းခဏဝင်ကြသူတို့ဗာမေးကြတယ်ဆိုတော့ငါရှင်တို့တဲ့ဂေါတမဘုရားရှင်သာသနာကိုဘာကြောင့်မိခုကြတယ်လဲရှင်းကပ်ကြတယ်လဲဘာကိုအလိုရှိလို့မိခိုကြတယ်ရှင်းကပ်ကြတယ်လဲမာကျေးဇူးဘာကိုအလိုရှိလို့ရှင်းကပ်ကြတယ်လဲလို့မေးပညာလေးတွေနုနယ်သေးတဲ့ယဟန်တော်တွေကျင့်စေသိက္ခာပုဂ္ဂိုလ်လေးတွေဆိုတော့ဒိဋ္ဌိပရပိုက်တို့တဲ့ဒုက္ခဘုရားရှင်သာသနာကိုရှင်းကပ်ခြင်းသည်ဒုက္ခသစ္စာကိုပိုင်းခြားသိခြင်းအလို့ငါရှင်းကပ်တာပါသူတို့ကဒါတွေနားမလဲအဲ့ဒါလိုပဲပြောပြီးတော့သူတို့ကစစ်မမေးကြသူတို့လည်းပြီးတော့စစ်ပြီးတော့နောက်ထပ်ပြန်မေးရင်သိမဖြေတတ်မှဆိုပြီးတော့ပြန်လက်လာဘုရားထံရောက်လာကြမြတ်စွာဘုရားကိုဒီเจ้าနဲ့ပတ်သက်ပြီးတင်ပြတယ်မြတ်စွာဘုရားတပည့်တော်တို့ကိုတပည့်တော်ခဏခဏလေးဒိဋ္ဌိပရပိုက်เจ้าခဏဝင်တယ်ဘုရားတပည့်တော်တို့ကိုဒီလိုမေးတယ်သူတို့ကဂေါတမဘုရားသာသနာကိုဘာကိုသိကျင်လို့ဝင်တယ်လဲဘာကိုလိုချင်လို့ဝင်ကြတယ်လဲဝင်ရောက်ကြပါတယ်အားထားကြတယ်လဲမိကိုကြတယ်လဲလို့မေးပါတယ်ဗျာတပည့်တော်တို့ကပေါ့ပေါ့ပါပါလေးဖြေလိုက်တယ်ဗျာ
တပည့်တော်တို့ဖြေလိုက်တဲ့အဖြေသည်မြတ်စွာဘုရားရှင်ကိုများစောကားတာရောက်သလားပြမတာရောက်သလားဆွဆွဲတာရောက်သလားလို့တပည့်တော်တန်တရားဖြစ်တပည့်တော်တို့ဖြေခဲ့တာကဘုရားရှင်သာသနာဝင်ရောက်ခြင်းဒုက္ခသစ္စာကိုသိခြင်းအလို့ငါဘုရားသာသနာကိုဝင်ပါတယ်လို့တပည့်တော်ဖြေခဲ့ပါတယ်တပည့်တော်တို့ဖြေခဲ့တဲ့အဖြေသည်မှန်သောအဖြေဖြစ်ပါသလားဘုရားဓမ္မမို့မှားယွင်းသောအဖြေဖြစ်ပါသလားမြတ်စွာဘုရားကိုဆက်ဆွဲခြင်းဖြစ်ပါသလားဘုရားလို့လျှောက်ထားတဲ့အခါမှာဘုရားရှင်ကယန္တုတဲ့ငါဘုရားကိုမေးရင်လည်းဒီအဖြေပဲဖြေမှာပါတဲ့သာသနာတဲ့ကိုဝင်ရောက်တဲ့ပုဂ္ဂိုလ်မှန်တယ်များတို့သည်ဘာသစ္စာကိုသိဖို့အတွက်ဒုက္ခသစ္စာကိုသိခြင်းအလို့ငါသာသနာကိုမိတယ်မိခိုကြတယ်ဟုတ်လားခဏလေးကတပည့်လေးတွေဘယ်လိုရှင်းနေရှိလဲဆိုရင်ဘဝမလိုချင်ဘူးတော့ဖြစ်လာသူတို့ညင်းငွေးလာတဲ့သဘောလေးတွေအဲ့ဒါသူတို့လေးတွေရဲ့ဒီခန္ဓာရဲ့ဒုက္ခခန္ဓာကိုပင်မခန္ဓာရဲ့ဆင်းရဲမှုလေးကိုသူတို့အရေးကြလာတယ်အရေးကြလာတဲ့တွေ့တာကြောင့်ဩဘဝရရင်ဒီလိုခံရမှာပါလားဒါကတရားအားဒီအင်အားရှိနေသေးလို့ဒီလောက်ကလေးသိတာအားနေသွားရင်သိမှာမဟုတ်သူတို့ပါရမီလေးတွေရှိကြတယ်သူတို့အတိတ်ကဘဝအခန္ဓာကလေးတွေပါလာတဲ့ကုသိုလ်အခန္ဓာတွေပါလာကြဒါကြောင့်ဒီသာသနာကိုတွေ့ထိခွင့်ရတယ်ဆိုတာအတိတ်ကကုသိုလ်အခန္ဓာတွေဘာဝနာအခန္ဓာတွေဝိပဿနာအခန္ဓာတွေသစ္စာတရားကိုသိတတ်တဲ့အခန္ဓာတွေသူတို့ပါလာတဲ့အခါမှာဒီကဘုရားဆုံးမတဲ့တရားတော်မြတ်ကိုဟောနေတယ်ပြောနေတယ်ပြသနေတဲ့အခါမှာအတိုက်တက်ကလေးနဲ့တွေ့ထီတိုင်းမှာအပွင့်တဲ့ဆိုတဲ့ဩခန္ဓာဟာတကယ်ဒုက္ခပါလားလို့နားတယ်ခန္ဓာဒီတကယ်ဆင်းရဲတဲ့တရားပါလားလို့သိတာကအပွင့်တတ်လို့ခေါ်တယ်ဉာဏ်ပွင့်တတ်တဲ့သဘောဘာဖြစ်လို့တော့အတိတ်ကံကုသိုလ်လည်းပါနေတယ်ဒီတရားကိုနားထောင်နိုင်တဲ့နားပါလာတဲ့နားထောင်လို့တဲ့စိတ်ရှိတဲ့တရားတရားရှိတဲ့ပြီးတော့မိဘကိုကျေးဇူးဆက်လို့တဲ့ဆန္ဒလေးတွေသူတို့ရှိတယ်ဒီနေ့ကပြောခဲ့တယ်လို့ပေါ့မိဘကျေးဇူးအထူးသီးတဲ့သာကောင်းသမီးမြတ်သာကောင်းသမီးမြတ်တို့သည်သာကောင်းယရဏသမီးကောင်းယရဏတို့သည်မိဘတွေကိုကုသိုလ်ဖြစ်အောင်မြဲတမ်းလို့စောင့်ရှောက်ပေးလေးရှိမိဘတွေစိတ်ဆင်းအောင်မလုပ်ဘူးမိဘတွေစိတ်ချမ်းသာအောင်ကိုရှိနေတဲ့အခါမှာစောင့်ရှောက်ဖို့မိဘတွေမညူညင်ရအောင်စောင့်ရှောက်ဖို့ဒါကြောင့်မိဘမြေရည်တစ်စက်သာသမီတသည်လို့ဆိုတယ်အမေမြေရည်တစ်စက်သာသမီတသည်အဖေမြေရည်တစ်စက်သာသမီတသည်မိဘတွေမြေရည်မကြစေနဲ့မိမိတို့ကိုအကြောင်းရင်းခံပြီးတော့မြေရည်တွေမကြစေနဲ့မိဘတွေစိတ်ချမ်းသာဖို့ဒါကြောင့်သာကောင်းသမီးမတ်တရားဘယ်လိုစေတနာလေးထားကြသလဲဆိုတော့မိဘတွေဒါနမပြုခြင်းဒါနပြုခြင်းလောက်တိုက်တွန်းကြတယ်မိဘတွေသီလမဆောင်ထင်းခြင်းရင်သီလဆောင်ထင်းခြင်းလောက်တိုက်တွန်းလာကြတယ်မိဘတွေတရားမနာခြင်းတရားနာခြင်းလောက်တရားမထမ်းခြင်းတရားထမ်းခြင်းလောက်ပြောပြတတ်တယ်စီယုံတတ်တယ်စောင့်ချောက်တတ်တဲ့သာသမီတွေဟာဘယ်သောကမှအောက်တန်းကြတဲ့ဘဝကိုမရောက်ဘူးတဲ့တရားတရားမရှိတဲ့မိဘတွေတရားတရားရှိလာအောင်စီယုံတဲ့ကုသိုလ်တွေမပြုခြင်းနဲ့မိဘတွေကုသိုလ်ပြုခြင်းလာအောင်စီယုံတယ်ပြောပြတယ်အဲ့ဒါသာသမီများရဲ့တာဝန်ဘ
Pendalo, Piolo, the Miba Boma, Mida Tardet, Jesu did that, Miba Mapshinago Malopu, Miba the Alumashida go Malopu, Miba the Nyoni Mago, say Alumashi, Eraha, Dagon the Mimia Miaya, say Ta, to the Mido the Bedo Kama, Outdanja de Pawama, Mapshia. Outja no jam of Shiahu Miba Loji Bayan, we Miba Sound Chow Bayan Biao Miba go Sound Chow de Dandamidia Bayan Biao Go pay along the Jibala is ya same season no got meeting a Mimim Sima Jigo, Sound Chow be lagged Baying up Pandwa Chat at St. Fudo League. Then I had a Sazia, Dozia, Jude, Gonzadi, Davin, St. Vido Liga, Masaro. Though ye allow Yodo, Masaro, Babilu, or Naya Miginji Dorema. Nadi needed a Miginji got a low jubi, nigga, Dima, Miginji, Migin Ojidi. Mimi, Sema, Jidi, Yele, Salau, B, Yele, Time at Bogo, Mashibu. Sazia Messiah Robungaya Meji, Sazia Dozia, Baduma, Dreamima Mohofu. I made it not a ling I is out of the Dwaloji, Nale Divazi Do Nale Messaro, Mataudo, Yijula Mataudo, and the Lunido, paying Kuranga, Yaula, and Naka Bido. Similoli, the Sadi Saba Ola. Sazia Dozia Saba O Kongari General Juni Vade Kongkari Horunga Lurijaro, Trisan is a Gago Nalede. Era Bisa Simbido Liga Mini General Salule Matuba General D. Megan Sim Mimim Sima Jigo Lojuni do. St. Fidoli Chalo Shabada. I mean, Missy Mambu. Dijima Amia Bello Salom Wadili Male. I go long year long your lego yaulavi. I mean, my yidi salawe, yidi majitame bogo mashibu. As I either Messiah, Bumbu lebi on the lobby. Joe lebe, I made the Logeno Deva Zido. I made Messiah, General Messaro, within Minji, Chida Sazago, General Messalu Babu. General, I made the Dwalo, she, Jole, the Gomba, look, and the loop, young Biora. Paying of Bioro. Paying ye, Sika, Nunyan Dago. Nunyan, they made oh, Chizamba, oh. Nadu, Ludadi, Tama, Miba, Jizu, and the Loti, Matita. Along the same Yerana lady, Miba, Jizu, that a trace and Tama, Miba, Jizu, Nale, did a Narubu, Nale Yamapo. Yes, yes, same you don't lead. Kendo. Tigre, Lama, Manevi, Jalo, Genoko, and Labido, Boba, man. Tisari Saba. Ire Labalu, Jolly Doma, Saturn. Now the nature of Bobby the Buddha body. Torema Bobby the Amilo de Bogo. There were Kalanga Chanate. Amilo de Bogo, the Simaji, a land long lady, Saida Messiah. Tuga Saida, the Pupido, Yuda. Lambida, Demi Logava, Lam order. Ami Lalavi, a Mayel. Lambido, all like that, Shimali. Ha. Laya Lago Jalia and Miba and Yeta say, Chechin, are you with a tatted? Layla Messiah Bena needed Arnebido Niger. Daya Dango Jale Daga do ye Daya Bamataji and Yeda, Chechin Tabido. Lazigo Lambido G. Dava Anakabi, Ami Salib, Ami Namata de Lonime, Payini Kuranga. Similoli, the General Tangi, Beam option at the Nia Cheta Nia Madwa,
သင်တို့သားသမီးနန်းတော်တဲ့ကြွလို့ကနန်းတော်ထဲမှာနေခဲ့ပါလား။အိုးလူတွေများတဲ့နေရာရန်သူတွေပေါ်တဲ့နေရာမှာကျွန်တို့မနေပါဘူးမင်းကြီးကျွန်တို့တော်ထဲမှာပဲနေခွင့်ပြုပါ။မိဘကျေးဇူးနေခဲ့တယ်။အဲ့ဒါမြတ်စွာဘုရားကမာတုဘောဓကတုတ်ကိုဟောတဲ့အခါမှာဒါလေးတွေအများကြီးမိဘကိုလှုပ်ကြွေးခဲ့ဒါလေးအလောင်းတော့ယေစုပံဘောမှာလည်းပဲလောကမှာလူတွေဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်မိဘတွေပေါ်မှာစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေကျေးဇူးများတဲ့အကြောင်းယဟန်တော်လေးတစ်ပါးအမေမိဘနှစ်ပါးကိုစောင့်ခံကြွေးတဲ့အကြောင်းကိုအကြောင်းခံပြီးတော့မြတ်စွာဘုရားမာတုဘောဓကသုတ်ကိုဟောတယ်မိဘကျေးဇူးဆက်ပြီးပြီလားရှင်သာရိပုတ္တရာမထေရမြတ်ပရိနိဗ္ဗာန်စံဃာနိကမှာအမေကျေးဇူးကိုသွားပြီးတော့ဆက်ခဲ့ပါတယ်အမေဟာမိစ္ဆာဒိဋ္ဌိကြီးသာသမီ9ယောက်ထဲမှာငါအကြီးဆုံးဖြစ်တယ်သာသမီ9ယောက်လောက်ဒီအကုန်လုံးယဟန္တာတွေယဟန္တာမတွေကြီးပဲငါတို့ဒီမိအမေလုံးတဲ့ပုဂ္ဂိုလ်ဟာဒီလောက်သာသမီတွေယဟန္တာတွေမွေးထားပါလေကဲအရိယာဖြစ်အောင်တောင်းမှမဟောပြောနိုင်ဖို့ဆိုရာဇဝင်ရိုက်မယ်ငါမိကျေးဇူးမကြည့်ငါမသေးဘူးလို့အမေကျေးဇူးမသိငါမသေးဘူးဆိုပြီးတော့သောပြီးတော့ကျေးဇူးဆက်တဲ့သောတာပန်ဖြစ်အောင်တရားတွေဟောနိုင်ခဲ့တယ်သောတာပန်ဖြစ်ပြီးတော့မှပြိဋိဘံဆံခဲ့အဲ့ဒါဟာအမေကျေးဇူးဆက်တာမိဘကျေးဇူးကိုဆက်တာသားမြတ်ယရဏတွေသားကောင်းမြတ်ယရဏသမီးကောင်းမြတ်ယရဏတို့သည်အဲ့တလူကျေးဇူးဆက်နိုင်ခဲ့တယ်ဒီပုဂ္ဂိုလ်တို့သည်ဘယ်တော့ခါမှအောက်ကြနောက်ကြမရှိဘူးအောက်တန်းကြတဲ့ဘဝမှာဘယ်တော့မှမဖြစ်ရဘူးအထက်ကြမျက်နှာပန်းလှမှာပေါ့ဒါကံအကျိုးပေးကိုလောကအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြဒီနေ့သားလေးတွေသမီးလေးတွေလူတွေတူမလေးတွေမိမိဘဝမှာရှိနေတဲ့အချိန်မိဘတွေအသက်ရှိနေကြမှာတဲ့အချိန်မှာကိုရောကလိမ္မာရေးချချီအောင်ကြိုးစားမိဘတွေစိတ်ချမ်းသာအောင်မိဘစကားကိုနားထောင်မိဘစကားနားထောင်ညသောတန်ပြကြောက်ဆောင်ကြိုးတော်ပြောင်းပြီးမိဘစကားနဲ့တန်ပြဒီကြိုးလို့ရှိနေပြောင်းပြီးသွားတဲ့အဲ့တလောက်ထိကိုကျေးဇူးများချတယ်ဘုံဘုံတို့ဆိုရင်သာသနာတဲ့မရောက်ခင်လေးအမေနေမကောင်းဖြစ်တယ်ညီမလေးတွေအငယ်လေးရှိသေးတယ်အသက်က18နှစ်လောက်ရှိပြီ18နှစ်နဲ့16နှစ်အမေနေမကောင်းယောဂပြတမင်းကြီးချော်ရတယ်အခုကျမိန်းကလေးတွေငယ်ငယ်လေးရှိတော့ကိုကသမီးချော်တယ်အမေကိစ္စအကုန်ဆောင်ရွက်တာဒီလောင်ယောဂါတွေဖြစ်ပြီးတော့အကုန်ချော်ရအကုန်လုပ်တယ်အကုန်ကိုက်နေအကုန်မိဘမရမချလို့ဒီတိုင်းပဲအဲ့ဒါလို့စိတ်တွေအများကြီးရှိခဲ့တယ်အမေမှာဖေးမှာရောနောက်ဆုံးမှာကိုယ့်လက်ထဲမှာအမေဟာသေလောင်ခဲ့တရားဟောရင်းနဲ့အဖေနဲ့အမေဟာတရားလေးဟောပြီးတော့တရားလေးနဲ့သေလောင်ခဲ့ကြအဲ့ဒါကျေးဇူးဆက်တာကျေးဇူးကိုတရားနဲ့ဆက်ချင်းဒီကောင်းဆုံးပဲအခုလို့ကိုဦးချင်းလေးတွေကြည့်ဩမိဘတွေဖြစ်ချင်းတယ်လှုပ်ပေးမယ်ဘောင်ကပြောတယ်တဲ့ကိုဝင်းဇင်ကွင်းဖြစ်လို့ရှိရင်ဘာတွေလုပ်ပေးရမလဲတပည့်တော်ဘာတွေဆောင်ရွက်ပေးရမလဲဟာမလို့ပါဘူးဘုန်းကြီးလုပ်တယ်ဆိုတာကဇင်ခံမလို့ထားမဟုတ်ဘူးပြောတယ်ဇင်ခံဖို့အစားကောင်းတောက်ကောင်းလှုပ်ချင်လို့ဘုန်းကြီးလုပ်တာမဟုတ်ဘူးရပါတယ်ဖြစ်တယ်လို့စားမှာပဲအဲ့ဒါလိုပြောတယ်ကောင်းလိုက်တဲ့စကားလုံးလေးတွေအဲ့ဒါလေးတွေဟာဘဝမှာမှတ်တမ်းတင်စရာလေးတွေလောကမှာတန်တုတ်ဒီတန်လေးကရတ္တမြလေးနဲ့ရောင်ရဲနိုင်သောပုဂ္ဂိုလ်တို့သည်ချမ်းသာတယ်မရောင်ရဲနိုင်တဲ့ပုဂ္ဂိုလ်တို့သည်ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဆင်းရဲတယ်မရောင်ရဲနိုင်ရင်ဆင်းရဲတယ်ရောင်ရဲလွယ်သောပုဂ္ဂိုလ်ချမ်းသာတယ်ဘုရားကတန်တုတ်ဒီတန်လေးကဒါကိုမိန့်တော်မူတယ်အဲ့တော့အရာရာတိုင်းမှာပေါ့စိတ်ကလေးဟာစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့သည်ဘယ်တော့ခါမှအောက်ကြနောက်ကြမရှိဘူးစိတ်ထားတဲ့အထက်တန်းကြတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တို့သည်ဘယ်တော့ခါမှမျက်နှာမငယ်ရနောက်ဆုံးမှာသိရင်တောင်မှတွေ့ဝိမိန်မောပြီးတော့မသိရဘူးနှလုံးမသားရနဲ့မသိရဘူးနောင်တနဲ့မသိရဘူးပြုံးပြုံးလေးနဲ့မောဂုတ်ဆရာတော်ကြီးမိန့်တယ်လို့ပြောရရင်ပြုံးသည်
ကုသိုလ်ကောင်းမှုတို့ဖြင့်နေတဲ့ပုဂ္ဂိုလ်တွေကုသိုလ်စိတ်တို့ပဲနေခဲ့တဲ့ပုဂ္ဂိုလ်တွေရနောက်ဆုံးချိန်မှာတောင်မှပြုံပြုံလေးနဲ့ပဲလောကကြီးကိုနောက်ခိုင်းသွားရကုသိုလ်အာယုန်တွေမရှိတဲ့ပုဂ္ဂိုလ်ဒီကုသိုလ်ယဉ်နဲ့ကုသိုလ်ကောင်းမှုတွေထုံမှန်းဖို့မရှိတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးချိန်မှာနောင်တတွေဖြစ်ပြီးတော့မြေရည်လေးဝဲပြီးတော့လောကကြီးကိုနောက်ခိုင်းရတတ်တယ်လောကကြီးကိုနောင်တနဲ့နောက်ခိုင်းမိမယ်နောက်ခိုင်းမိပြီဆိုရင်နှလုံးမသားရတဲ့တို့ဒေါမနတဝေဒနာဒေါမနတစိတ်သည်ဒုက္ခတိဘဝငရဲပြီရောက်စီတတ်တယ်။ဩငါမှားခဲ့ပါလား။ငါကျမ်းမာစဉ်မှာဒီသူတော်ကောင်းတရားတွေမကျင့်မိတာသူတော်ကောင်းတရားတွေမကျင့်မကြမအားမတော့မသုံးမသမစင်ကြင်မိတာငါမှားပါဘူးလား။နောင်တတွေဖြစ်တယ်။နောင်တဆိုတာနောင်မတာတာအဲ့ဒီနောင်တနှလုံးမသားတော့စိတ်သည်ဘဝဆင်းရဲတဲ့ဒုက္ခရိဘရောက်စီတတ်တယ်။ဒါကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်ကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်များဟာဘုရားပါပြောလဲဆိုတော့ပမတ္တသသတ္တရောအပါယတကကိယတတိတကုသိုလ်ကောင်းမှုကိုမင်းလျော်ပြီးတော့နေမိနေရနေသွားတဲ့ပုဂ္ဂိုလ်များရဲ့အမြဲတမ်းနေရမယ်နေအိမ်သည်တဲ့အပယ်လေးပုံပဲတဲ့ဒုက္ခတိဘဝဆိုတာခဏလေးအလဲလာတာပါတဲ့ဘုဒ္ဓသင်ကုသိုလ်တွေမင်းလျော်တဲ့ပုဂ္ဂိုလ်များရဲ့အမြဲတမ်းနေရမယ်နေအိမ်သည်အပယ်လေးပုံပဲတဲ့အပယ်လေးပုံသည်ဘုဒ္ဓဇင်တို့ရဲ့အမြဲတမ်းနေအိမ်နဲ့ငရဲဘဝရောက်မယ်ဒိဋ္ဌာဖြစ်မယ်အတုရကဲပုံဖြစ်မယ်ကြောက်เสียကောင်းတဲ့ဘဝတွေဒုက္ခတိဘဝကိုရောက်ရမယ်အဲကုသိုလ်ကောင်းမှုကိုမေးလျော်နေတဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းကုသိုလ်ကောင်းမှုတွေကိုမမေ့မလျော့တော့တတိပဋ္ဌာန်တရားလက်ကင်ထားပြီးတော့အပမဒနဲ့နေတဲ့ပုဂ္ဂိုလ်တွေကြတော့အပမဒောအမတံပတံဟောမမေ့မလျော့တော့တတိပဋ္ဌာန်တရားလက်ကင်ထားပြီးကြိုးစားပွားများအားထုတ်တဲ့ပုဂ္ဂိုလ်များအမြဲတမ်းသွားရမယ်အများသာသွားနေတာကမအုံမနာမတည်တဲ့နေရာပဲအပမဒောမမေ့မလျော့တော့တတိတရားကိုလက်ကင်ထားပြီးတော့နေသောပုဂ္ဂိုလ်သည်အမတံသိခြင်းကင်းသောနိဗ္ဗာန်သို့ပဒံသောနေတဲ့ပုဂ္ဂိုလ်မမေ့မလျော့သောတတိပဒံတရားလက်ကင်ထားပြီးတော့ဒုက္ခသစ္စာကိုမြင်အောင်သမုဒယသစ္စာပယ်တတ်အောင်မဂ္ဂသစ္စာပေါင်းများပြီးတော့နိရောဓသစ္စာကိုညှက်ကိုင်းတတ်သောဉာဏ်တို့ဖြင့်သိလွန်သွားခဲ့သည်ရှိသောထိုပုဂ္ဂိုလ်သည်ဒုက္ခတိဘဝမှနိဗ္ဗာန်စီသို့ဒါအပမာဒနဲ့နေတဲ့ပုဂ္ဂိုလ်အတွက်ပမာဒတဲ့ပုဂ္ဂိုလ်တဲ့ပမာတော့မြစ္စုနောပဒံမိလျော်ဘောဇာပြီးနေတဲ့ပုဂ္ဂိုလ်တွေကြပြန်တော့အိုနာတိထက်တဲ့ဘဝကိုရောက်မယ်မိလျော်နေတဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းရဲ့အိုနာတိထက်တဲ့လမ်းဒါကြောင့်မလို့ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မိမိစိတ်ကိုတတိပဒံတရားလက်ကင်ထားပြီးကြောင်းကြဆိုင်ပြီးတော့ကြည်နေရမယ်အပမတတ်တဲ့ကဲကဲပဲကြည်နေရမယ်ဒီကနေ့ခဏလေးကတာရကလေးပြန်ပြောအောင်မယ်မြတ်စွာဘုရားတပည့်တော်တို့မိစ္ဆာဒိဋ္ဌိတွေကဒီလိုပြောတော့တပည့်တော်တို့ကဒီလိုပြန်ပြောခဲ့တယ်ဒုက္ခသစ္စာပိုင်းခြားသိခြင်းလုံးကဘုရားသာသနာရောက်ပါတယ်ဝင်ရောက်ပါတယ်လို့ဖြေခဲ့ပါတယ်ဗျာအဖြေဒီအမှားနေနေတာဘုရားကိုဆွဆွဲရောက်ပါလားမဟုတ်ဘူးတဲ့ငါဘုရားကိုမေးတယ်ဒီတိုင်းဖြေမှာပဲသို့တော့ယဟန်တို့အဲ့ဒီဒုက္ခသစ္စာကိုသိအောင်ကျင့်တဲ့အကျင့်ရှိသလားလို့မေးခဲ့လို့ရှိရင်ပြန်ဖြေတတ်ပါစေဒုက္ခသစ္စာကိုပိုင်းခြားသိအောင်ကျင့်ရတဲ့အကျင့်ဒီမေဃသစ္စာပဲလို့ဖြေတတ်ပါစေအဲ့ဒီမေဃသစ္စာသိတဲ့အတိုင်းတရားဓမ္မတွေသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယမသမ္မာသတိသမ္မာသမာဓိဒါပြင်စကိကမေခင်၅ပါးပြင်စအင်္ဂိကရှေ့သွားမေခင်လို့ခေါ်တယ်ဘုဗ္ဗဘာကမေခင်၅ပါးသည်ရှေ့သွားမေခင်လို့ခေါ်တယ်မဉ္ဇဉ်ဘုံဉဏ်ပေါ်ဖို့အတွက်ဝိပဿနာဉာဏ်ပေါ်အားထုတ်ရတာဒီမေခင်၅ပါးနဲ့အားထုတ်အဲ့ဒီတရားအားထုတ်တဲ့အခါမှာသီလအတွက်သီလအားထုတ်เสียမလို့အလိုလိုဘုရားရှင်မောမှာတပည့်တော်သည်၅ပါးသီလဆောင်ထိန်ပါ၏7ပါးသီလကိုဆောင်ထိန်ပါ၏ဆိုတာနဲ့သီလကအလိုလိုလုံပြီးသားဖြစ်တယ်ကာယကံလုံခြုံပြီးသားဝစီကံလုံခြုံပြီးသားကိုယ်မူရာတွေနှုတ်မူရာတွေ
စင်ကြယ်သောတင်မွေးဝမ်းကြောင်းတွေဖြစ်နေတဲ့တွေ့တာကြောင့်သီလနဲ့ပတ်သက်လုံခြုံပြီးဖြစ်တယ်သီလကစောင့်ချောက်ခြင်းတစ်ခုသာဖြစ်တယ်ကျင့်ရမယ့်အလုပ်ကတော့ဒါသမ္မာဝါယမမဲ့ခင်ရဲ့သမ္မာတတိမဲ့ခင်ရဲ့သမ္မာသမာဓိမဲ့ခင်သမာဓိမဲ့ခင်၃ပါးတို့ဖြင့်ထိုင်နေစဉ်ညနေစဉ်သွားနေစဉ်အရိယာပုဒ်တိုင်းအရိယာပုဒ်တွေမှာတတိပြထမ်းသောဉာဏ်တို့ဖြင့်ဘာမှတတ်တဲ့ဘာမှတတ်တဲ့ကြောင့်ရဆိုင်ပြီးတော့ကြည်နေရတဲ့အလုပ်အဲ့ဒါလို့ကြည်မှများလာခြင်းဝရိယတဲ့တတိထဝရိယဆိုင်ဉာဏ်တို့ပဲဒီဇိုင်းမှကြိုးစားပါများလာတဲ့ယောဂီရဲ့စိတ်ဟာကိရိတာပါလာအလေးချင်းများလာတဲ့တွေ့တာကြောင့်အလေးချင်းတွေများလာတယ်အဖမတတ်တဲ့ကြိုးစားအားထုတ်ဖို့များလာတဲ့အခါမှာကိရိတာပါလာကိရိတာပါလာတော့တကူလုံးဉာဏ်နဲ့ခြုံပြီးတော့ကြည်တိုင်းမှာယုံ nant တွေကွဲလာယုံ nant တွေကွဲလာတယ်ခန္ဓာ၅ပါးကိုသဘောပေါက်လာတယ်။အော်ရူပခန္ဓာဆိုတာဖောက်ပြန်နေတယ်။ဝေဒနာခန္ဓာဆိုတာအဲ့ဒီဖောက်ပြန်မှုသဘောကိုခံစားနေတယ်။သင်္ညေခန္ဓာဆိုတာမှတ်သားနေတယ်။ဒါဘယ်သူလဲဘာနေဘယ်နေရာကပေါ်နေတယ်မှတ်သားနေတာ။သင်္ခါရခန္ဓာဆိုတော့ပြည့်ပြည့်စိတ်ဆော်ပြီးနေမှတ်မိအောင်လုံဆော်ပေးနေတဲ့သဘော။ဝိညာဉ်နဲ့ခန္ဓာသိတတ်တဲ့သဘောဆိုတော့နတ်ခန္ဓာ၄ပါးယုတ်ခန္ဓာတပါးယုတ်ဓာတ်၄ပါးနန္ဓာတ်၄ပါးမှန်ကွဲပြအမှန်ရောက်တော့သည်ဆိုတဲ့ယုတ်ဓာတ်ကလည်း၄ပါးနန္ဓာတ်ကလည်း၄ပါးယုတ်ဓာတ်၄ပါးကတော့ပအဝါဒီဓာတ်ကြီး၄ပါးပထဝီတောင့်တင်းမှုသဘောတခါတည်းခန္ဓာကိုမှတ်ရင်တောင့်လာတတ်တယ်တင်းလာတတ်တယ်တောင့်တင်းပြီးမာကျိုးပြီးတော့ပေါ်လာတတ်တယ်ဖောက်ပြန်လာတတ်တယ်အဲ့ဒါပထဝီဓာတ်ရဲ့ဖောက်ပြန်လာယုတ်ပထဝီယုတ်ဖောက်ပြန်လာတခါတည်းထိုင်ပါမြရင်ရပ်ပါမြရင်ပူချိန်ပြီးလာတာပူလာပြီးတကူလုံးမီးကြီးတွေကလောင်းသလိုအဲ့သလိုပေါ်လာတဲ့ဒီဇောရုပ်ဖောက်ပြန်တာတခါတည်းတကူလုံးအေးလိုက်တာဒါနဲ့ဒီဇောရုပ်ပဲဒီနာဘရုပ်ပတိဩနိနာဘရုပ်ပတိဆိုတာအပူအေးဒီတာရုပ်ပဲဒီဇောရုပ်ပဲဒီဇောတာဖောက်ပြန်မှုပေါ်လာခဲ့သည်ရှိတော့ဩယုတ်ခန္ဓာဖောက်ပြန်ပြီကိုလို့စောင့်တာကြည့်ပြီအကဲကပ်ပြီးစောင့်ကြည့်ပြီကာယမိမသမတ္တဆိုသည့်အတိုင်းဣမံကာယဤခန္ဓာကိုယ်ယူသမတ္တစောင့်ကြည့်လို့ဘုရားမိန့်တော်မူတဲ့အတိုင်းရှင်သာရိပုတ္တရာကမ္မထံပေးတဲ့အတိုင်းဟေးဝိပဿနာတရားဆိုတာစောင့်ကြည့်တဲ့အလုပ်ကွာပရိဇာနန္ဒပုနေပုနာစင်ကပမတ္တမှတ်ကွာမဘများလာတော့မှကာယေသဘာဝဝိရိဒါနာကာယေယုတ်ကာယနာရူပကာယနာမကယုတ်နာနှစ်ပါးပေါ့ဝိရိဒါနာဖြစ်ချင်းလက္ခဏာကိုဖမတတ်မြင်လာခဲ့သည်ရှိသောဒုက္ခသအန္တဂရိတ္တိဒုက္ခအဆုံးကိုဉာဏ်ကယုံထွက်သွားလိမ့်မယ်ဟိရှင်သာရိပုတ္တရာကမ္မထအမြဲတမ်းပြီးတယ်ကာယမိမသမတရပရိဇာနတပုဏ္ဏပုဏ္ဏကာယေသဘာဝဝိရိဒါနာဒုက္ခသန္တဂရိတ္တိနီးလျက်ဒါပဲဟေးစောင့်ကြည့်ကွာဝိပဿနာဉာဏ်ပေါ်ဖို့တဲ့စောင့်ကြည့်ထိုင်ပြီးတော့စောင့်ကြည့်ရက်ပြီးတော့စောင့်ကြည့်ကွာစိတ်ကြံမှတ်ပြီးစောင့်ကြည့်ကွာလျောင်းပြီးစောင့်ကြည့်ကွာအရိယာဘုရားအရိယာဘုမှာတတိပြထမ်းသောဉာဏ်ပြီးကြောင်းကြဆိုင်ပြီးတော့ကြည့်ကွာကြည့်ပါများရင်ရုပ်တွေကိုတွေ့လာမယ်ကွာဝေဒနာဓာတ်ကိုရုပ်ဓာတ်ကိုတွေ့မယ်ဝေဒနာဓာတ်သင်ညာဓာတ်သင်္ခါရဝိညာဉ်ဓာတ်ကိုတွေ့လာမယ်ဓာတ်ကိုလည်းရုပ်ဓာတ်နာမ်ဓာတ်ကိုတွေ့လာမယ်ရုပ်ကလည်းဓာတ်ပဲနာမ်ကလည်းဓာတ်ပဲဓာတ်ဆိုတာသူ့သဘောဆောင်ပြတာဓာတ်လို့ခေါ်တယ်အခုကြည့်စိုက်ပြီးတော့နားထောင်တာဟောနေတဲ့ကခန္ဓာကိုဟောတဲ့ကစိုက်ပြီးငြိမ်သက်လေးစိုက်ပြီးနားထောင်တာဩရုပ်ကိုပြောနေတဲ့ခန္ဓာကိုပြောနေတာကိုကြီးကယောဂီတို့ခန္ဓာကိုလှမ်းပြီးတော့ထောက်ပြီးတော့ဟောတဲ့အခါမှာယောဂီတို့ကကိုယ်ခန္ဓာကိုဉာဏ်လေးနဲ့ထောက်ပြီးကြည့်ပြင်းမနေနဲ့ပြင်းပြီးမနေနဲ့စိတ်ကတောင်တွေးပြောတွေတွေးပြီးမနေနဲ့ဟောနေတဲ့အတန်တန်နဲ့ခန္ဓာကိုယ်ထဲမှာပေါ်နေတာလေးနဲ့တစ်ထက်ဖြစ်ရင်အဲ့ဒါတရားနာတာမှန်တယ်ဓမ္မရတပေါ်လင်းသွားလိမ့်မယ်ဓမ္မရတပေါ်အောင်တရားနာရတယ်ဓမ္မရတပေါ်လွင်မှုရှိမှသာငါခန္ဓာကိုယ်လေးမှာရှိတဲ့တကယ်ဒုက္ခဆိုတော့ဒါကိုပြောတာဆင်းရဲတခါခန္ဓာကိုယ်တောင့်လင်းလောက်ဖောက်ပြန်လာတယ်
ကျင်တက်လာတယ်အောင်တက်လာတယ်ကြိုက်ခဲလာတယ်ရာရင်လာတယ်ပူတက်လာဩခန္ဓာမမဖေယကောင်းလေးညှိလို့ခန္ဓာကပြနေတာနဲ့ဒီကလှမ်းပြီးဟောနေတာနဲ့တစ်ထက်ဖြစ်ရမယ်တရားဆိုတာကတစ်ထက်ဖြစ်ရမယ်ခဏလေးကပြောလိုက်တယ်လို့ပေါ့ငါဘယ်ကိုမင်းရင်လေဒုက္ခသစ္စာကိုပိုင်းခြားသိခြင်းလို့ငါသာသနာကိုရောက်တယ်လို့သာသနာဝင်ရောက်တာဖြေမှာပဲဒီနေ့တို့တရားနာရဲဆိုတာနံပါတ်1ညတပရိညင်ဖြင့်ဉာဏ်ဖြင့်သိအောင်လားဒုတိယတိရဏပရိညင်အဖြစ်ပိုင်နိုင်လေးမြင်အောင်နာလဲနာကျင့်လဲကျင့်နာကျင့်တရားနာရတဲ့နာတဲ့တရားတွေခန္ဓာဉာဏ်စိုက်ပြီးတော့ကျင့်ရတယ်အဲ့ဒါကိုအရိယာသူတော်ကောင်းကြီးတွေကနာမှုကျင့်မှုထိုနှစ်ခုပြေးဝတရားရတရားနာမှုလည်းပြေးရမယ်တရားကျင့်မှုလည်းပြေးရမယ်ဟောတဲ့ပုဂ္ဂိုလ်ကလည်းခန္ဓာကိုဉာဏ်နဲ့ထောက်ပြီးယုတ်တဏ္ဍပရမတ္တသတို့ကိုတလုံးချင်းတို့လှမ်းပြီးထောက်ပြီးဟောနေရတယ်နာယူတဲ့ပုဂ္ဂိုလ်ကလည်းဟောတဲ့အတန်တပေါ်မှာဉာဏ်ကလေးနဲ့ကပ်ပြီးတော့တမချီစိုင်းပြီးတော့ကြည့်နေရအဲ့ဒါကိုဓမ္မရတ္တပေါ်လင်သွားအဲ့ဒါလို့မဟုတ်ပါဘဲနဲ့တရားနာတဲ့ပုဂ္ဂိုလ်ကခန္ဓာဉာဏ်စိုက်နေတယ်ဟောတဲ့ပုဂ္ဂိုလ်ကိုဟောခြင်းလို့ဟောဟိုကြောင့်ဒီကြောင့်6ချက်ပြောနေအချိန်ကုန်သွားရင်တရားနာတဲ့ပုဂ္ဂိုလ်ဓမ္မရတ္တမပေါ်တော့ညီစရာတွေပေါ်လဲညီစရာတွေမောစရာတွေပြောလဲအဲ့ဓမ္မန္တရဖြစ်သွားရောအမတ်တွေဖြစ်သွားရောတရားဟောတဲ့ပုဂ္ဂိုလ်ကသိရေးကြီးတယ်ဟောတဲ့ပုဂ္ဂိုလ်ဒီခန္ဓာကိုဉာဏ်နဲ့ထောက်ပြီးယုတ်တနန္တပရမတ္တသထောက်ပြီးဉာဏ်နဲ့ထူကိပဲမှတ်လမ်းပြီးတော့ကိုယ်ခန္ဓာကိုကြည်ပြီးတော့ဟောနေတော့တရားနာတဲ့ပုဂ္ဂိုလ်ကလည်းခန္ဓာ5ပါးချင်းတူကိုတရားဟောတဲ့ပုဂ္ဂိုလ်ကလည်းခန္ဓာ5ပါးတရားကျင့်တဲ့ပုဂ္ဂိုလ်တရားထိုင်နေတဲ့ယောဂီတွေကလည်းခန္ဓာ5ပါးရုပ်ကိုထောက်လို့ချင်းငါရုပ်ခန္ဓာထောက်ပြီးဟောနေပါလားဝေဒနာလို့ပြောလို့ချင်းခန္ဓာကိုဝေဒနာသဘောကိုပြနေပါလားမှန်ပါဗျာကောင်းလေးညှိလို့ခန္ဓာကပေါ်နေတဲ့သဘောတက်ကိုကဲခတ်ပြီးနှလုံးသွင်းရဇေတဝန်ကျောင်းမှာမြတ်စွာဘုရားတရားဟောပြီးပြီဆိုညနေပြန်ကြတော့ဘာပြောလဲအမျိုးသားတွေမျိုးသမီးတယောက်နဲ့ဆွေးနွေးပြီးပြန်ကြတာဟေးမြတ်စွာဘုရားချင်းငါကြည့်ဟောတာဟာဟိုယောဂီကလည်းဟိုပရိသတ်ဟိုမျိုးသမီးရလည်းအမလီငါလည်းကြည့်ဟောတာဘုရားချင်းကငါခန္ဓာကိုယ်ထဲမှာရှိတာအကုန်ဟောတာဟဲ့ငါရှင်းသွားတာပဲလင်းသွားတာပဲသဘောကိုပေါက်သွားတာပဲဟေးမြတ်စွာဘုရားဆုံးမတဲ့တရားကအယတ္တရှိလိုက်တာကွာငါတို့ခန္ဓာကိုယ်ထဲမှာရှိတာအကုန်ဟောတာဟာဟိုလူကလည်းငါတို့ခန္ဓာကိုယ်ရှိမှအတူတူပဲဖြစ်နေဘာဖြစ်လို့တော့မြတ်စွာဘုရားရှင်ခန္ဓာကိုယ်ဉာဏ်ထောက်ပြီးတော့ဟောတာခန္ဓာကိုယ်ဉာဏ်နဲ့ထောက်ပြီးခန္ဓာဉာဏ်ရောက်ဟောလိုက်တဲ့အခါဒီအခန္ဓာကောင်းနေတဲ့စရဏဆိုတဲ့အကျင့်လေးတွေအားကောင်းနေတဲ့ယောဂီဟာဒီကဝိဇ္ဇာတက်ကလေးလမ်းပြီးတော့ပို့တိုင်းမှာချက်ချင်းပဲသဘောပေါက်တယ်ဒါကြောင့်မို့လက်တွေကိုယ်တိုင်ကိုယ်ရကျင့်ကြံပွားများအားထုတ်နေတာကစရဏဒီကတရားဓမ္မတွေခန္ဓာဉာဏ်ရောက်လှမ်းပြီးတလုံးချင်းလှမ်းပြီးပံ့ပိုးပေးတာကဝိဇ္ဇာနဲ့စရဏနဲ့ဝိဇ္ဇာကျင်လိုက်တီးလိုက်ကျင်လိုက်တီးလိုက်အဲ့ဒီချိန်ကာလမှာစိတ်ထဲမှာဝင်လင်းကုတ်မြင်သွားတာပဲဘုရင်တို့ဥပမာလေးပေါ့ကိုကအဲ့ဒါလိုနေခဲ့တော့ဟိတာကြီးမှာမာဇိဟိတာကြီးမှာ3လလောက်နေတယ်3လနေပြီးတော့ကိုကအခန္ဓာတွေအကောင်သွားပြီးတော့မဝိလာဆရာတော်ကြီးတွေဆုံးမသွားနာဟာသဘောပေါက်တလားမမင်းနဲ့ဒိုင်းနဲ့ပြစ်လိုက်တယ်လို့ပဲခန္ဓာကိုယ်ထဲမှာဟောလိုက်တဲ့တရားသားလေးခန္ဓာကိုယ်ဟောငါခန္ဓာကိုယ်ထဲမှာပေါင်းနေတာကိုဒီလိုဟောပြီးတာကိုမှန်ပါဗျာရှင်းစိတ်ထဲမှာရှင်းလင်းကိုသဘောပေါက်တရားဆိုတာဒါကိုသိကောင်းတဲ့တရားတွေသို့တော့အခန္ဓာကောင်းဖို့လို့တယ်ဒါဘုန်းကြီးတို့တရားဟောတဲ့ပုဂ္ဂိုလ်များဆိုရင်အများကြီးတရားထိုင်ရတယ်တရားဟောလို့တဲ့ပုဂ္ဂိုလ်တွေတရားအများကြီးထိုင်ရတယ်အများကြီးတရားတွေနာရတရားတွေနားလဲတရားတွေထိုင်နေတရားတွေအဲ့တလူတရားနာမှုတရားကျင့်မှုအားကောင်းပြီဆိုရင်တရားဟောမှုဟာစာအုပ်ကိုကြည့်စရာမလိုတော့ဘူးတရားကစာအုပ်ကိုကြည့်စရာမလိုတော့ဘူးခန္ဓာရဲ့ပေါ်တာမှန်တယ်မြတ်တွေချင်းလင်းနားလဲသွားပြီပရိယတ်တွေစာအုပ်ထဲမှာလည်းဒါတွေရှိတာ
ငါသင်ခဲ့တဲ့စာတွေဒါဒီကိုခန္ဓာကိုယ်ထဲမှာပေါ်တဲ့ဒါကိုတော့ဒိုင်းနဲ့သဘောပေါက်သွားတယ်အဲ့ဒီရှင်မှာဘာဖြစ်လဲတန်တရားဝိသိကိစ္စသူ့လို့တွေမရှိတော့တရားနာတရားအားထုတ်ထားတဲ့ပုဂ္ဂိုလ်ဟာတန်တရားတွေခဏဝင်တတ်တယ်တရားနာမှုမရှိအဲ့တော့ကျင့်ထားတဲ့တရားလေးတွေပြန်ထိုင်လိုက်တဲ့အခါမှာတရားတန်လေးကိုကြားလိုက်သည်ရှိတော့ဒီခန္ဓာကိုဉာဏ်ရောက်တဲ့တရားတွေကိုဟောလိုက်တဲ့စိတ်ထဲမှာသိကျင်နေလာတယ်တခါတည်းမြေတွေပေါ်ထွက်လာအောင်ဒီကျင်နေသွားတာဝမ်းသာပီတိတွေဖြစ်သွားချတာဩဘုရားရှင်ဟောတာဒါကိုမမမြတ်စွာဘုရားမောင်လိုက်တာဘုရားဟောနေတာကတန်ခါကဟောနေတာဒါပေမဲ့ထိုတန်ခါတော်ဒီဟောတဲ့တရားတော်ဒီမြတ်စွာဘုရားအဆုံးအမတွေဟောတဲ့တွေ့တာကြောင့်တရားနာနေတဲ့ယောဂီပုဂ္ဂိုလ်တို့ကဘုရားရှင်ကိုအာယုံပြုပြီးတော့သာနှလုံးသွင်းနေရဩဘုရားရှင်ဒီလိုဟောခဲ့တာကိုမြတ်စွာဘုရားဒီလိုဟောပေးခဲ့တာမှန်ပါဘုရားမှန်ပါတပြည့်တော့ခန္ဓာကိုယ်ထဲမှာတကယ်ရှိတယ်ဘုရားကြည့်ပါလားအနိစ္စသုတ်တန်နဲ့ပတ်သက်ကြည့်လိုက်လို့ရှိရင်နာမရူပံဘိကဝေနိစ္စနာမရူပံဘိကဝေဒုက္ခနာမရူပံဘိကဝေအနတ္တလက္ခဏာ၃ပါးကိုဟောတဲ့အခါဘေကဝေအိုခြင်းကင်းရနာခြင်းကင်းရသိခြင်းကင်းရနိဗ္ဗာန်ချမ်းသာသို့ရလို့ရောက်လို့ကြကုန်သောစေတစေသမီးပေါင်းတို့နာမရူပံသင်တို့ရရှိထသောခန္ဓာ၅ပါးနာယုတ်တရားတို့သည်အနိစ္စံဘာတခုရဲ့မှမြဲမြံခိုင်ခန့်ခြင်းမရှိလေသောဣတိဤသို့ဇာနာတော်သိပါလေပတ်တာတော်မြင်ပါလေဘုရားကသင်တို့ရရှိထသောခန္ဓာ၅ပါးနာယုတ်နှစ်ပါးတို့သည်မမြဲဘူးစေပင်စံကြောင်းကခြေသေးလက်သေးကိုကြည်တကိုယ်လုံးဖောက်ပြန်ပစ္စည်းနေတယ်အနိစ္စခယထေနကုန်ခန်းပစ္စည်းနေလို့အနိစ္စလို့ခေါ်တယ်ကုန်ခန်းပစ္စည်းနေတယ်စက္ကန့်နဲ့ချုပ်ပြောက်ပစ္စည်းနေတယ်ဩအနိစ္စဆိုတာဒါကိုပြောတာကိုဒုက္ခဘယထေနဩနာမရူပံဘိကဝေဒုက္ခယုံနံဓမ္မသင်္ခါရတရားတို့ဆင်းရဲနေတယ်ဘာလို့ဆင်းရဲနေတယ်လဲ96ပါးသောယောဂဝေဒနာတို့ပြည့်ကျက်နေလို့နှိစ္စခံရလို့ဆင်းရဲနေတယ်အခုကြည့်ခန္ဓာကိုတရားနာနေတဲ့အချိန်မှာခန္ဓာကြီးကနှိစ္စခံနေရတယ်ဖောက်ပြန်နေတယ်ကိုနာကကြိုက်ခဲလို့နာကျင်လို့အောင်လို့မျိုးစုံပြနေတယ်ဟိုနာကတစ်မျိုးပြဒီနာကတစ်မျိုးပြတကယ်ဒုက္ခဆိုတာခန္ဓာကပြနေတာကိုခန္ဓာဒုက္ခနတ္တိခန္ဓာသမ္မာဒုက္ခနတ္တိတန္တိပရံဒုက္ခခန္ဓာသမ္မာခန္ဓာနဲ့တူသောဒုက္ခဆင်းရဲခြင်းသည်နတ္တိမရှိဘူးဘုရားကခန္ဓာသမ္မာခန္ဓာနဲ့တူသောဒုက္ခဆင်းရဲခြင်းသည်နတ္တိမရှိဘူးတန္တိပရံဒုက္ခနိဗ္ဗာန်နဲ့တူသောချမ်းသာခြင်းသည်မရှိဘူးခန္ဓာနဲ့တူသောဆင်းရဲခြင်းမရှိသလိုနိဗ္ဗာန်နဲ့တူသောချမ်းသာခြင်းလည်းမရှိဘူးခန္ဓာသမဗယနတ္ထိခန္ဓာနဲ့တူသောဘေးမရှိဘူးခန္ဓာကိုယ်ကြီးသည်အိုဘေးတွေသိနေတယ်နာဘေးတွေသိနေတယ်သိဘေးသိနေတဲ့ခန္ဓာကိုယ်ကြီးပါတကားအိုဘေးကိုယ်ထံနာဘေးလံပြေးလံနေပြီအိုယောဂီနာဘေးကိုယ်ထံသေဘေးလံပြေးလံနေပြီအိုယောဂီကိုဆင်ခြင်ပြီးတော့ငါဥခန္ဓာကြီးထမ်းပြီးတော့သေမင်းထံကိုစက္ကန့်နဲ့တဏှာကြီးပြီးတဏှာကြီးသွားနေပါတကားအိုဘေးကိုထမ်းပြီးတော့ငါသည်တဏှာကြီးကုံသွားရင်တဏှာကြီးအိုမင်းတဲ့သေမင်းထံကိုသွားနေရှေ့တလန်းလန်းနေပါတကားနာဘေးကိုတန်းသေးဘေးလံပြေးလံနေပြီအိုယောဂီအိုခန္ဓာကြီးနာခန္ဓာကြီးကိုထမ်းပြီးတော့ငါသည်သေမင်းထံကိုသွားနေပါတကားကိုသတိထားကြည့်မှသိငါမနေ့ကထက်ဒီကနေ့သေမင်းနဲ့တရက်ပူနီးလာပါလားတရက်ကုံမြန်ငါယုံနံသေရန်တရက်နီးလာပြီတဏှာဤကုံမြန်ငါယုံနံတဏှာဤသေးဖို့နီးလာပြီတလကုံမြန်ငါယုံနံသေရန်တလနီးလာပြီတနက်ကုံမြန်ငါယုံနံသေရန်တနက်နီးလာပြီကိုဆင်ကျင်ရ
တရားဆိုတာထိုင်ပြီးတဲ့ဆင်ခြင်ရထိုင်နေရင်တဲ့တခါတရံကြတော့ဆင်ခြင်ရတယ်ဆင်းရဲတဲ့ဒုက္ခဝေဒနာတိအပြင်းထန်ခံရအောက်လိုက်ကရုပ်ကြမ်းကြီးပေါ်ပြီဆိုရင်ဆင်ခြင်ကြည့်လိုက်။အော်ဘုရားရှင်မင်းတဗ္ဗေသင်္ခါရအနိစ္စတဗ္ဗေသင်္ခါရဒုက္ခတဗ္ဗေဓမ္မအနတ္တခန္ဓာကိုဘုရားရှင်ကစီမမြဲဘူးလို့ပြောတာ။အော်မြတ်စွာဘုရားတကယ်မမြဲပါဗျာ။ဒီပြခန္ဓာကိုမမြဲပထမထိုင်စားတော့ပေါ့ပေါ့ပါပါလေးပဲ။နည်းနည်းလေးထိုင်ပန်များလာတဲ့ကအလွန်ဖောက်ပြန်ခံရ။အော်မမြဲဘူးဆိုတာဒါကိုပြောတာကိုခန္ဓာဒုက္ခခန္ဓာမမြဲခန္ဓာအနိစ္စခန္ဓာအနိစ္စ။အော်တကယ်မမြဲတဲ့ခန္ဓာကြီးကမမြဲတာတွေပြနေပါလား။ခြုံပြီးကြည့်။တခါတည်းအဲ့ဒီမြတ်မြတ်ပေါ်နေတဲ့နေရာမြတ်မြတ်ဖောက်ပြန်တဲ့နေရာလေးကိုစိတ်ကညှို့ကိုင်းအော်တကယ်မမြဲတဲ့ခန္ဓာကြီးကမမြဲဘူးလို့ပြနေတာကိုထပ်ပြီးတော့ပြန်ဆင်ခြင်အောင်ဘုရားကသဗ္ဗေသင်္ခါရဒုက္ခလို့မိတယ်။အော်ဒီယုတ်တရားနာယုတ်နာဓမ္မသင်္ခါရဒီခန္ဓာကိုယ်ကြီးကဆင်းရဲတယ်တကယ်ဆင်းရဲနေပါလားဆင်းရဲလိုက်တာဒီချိန်မှာဆင်းရဲတာတဲ့သေခါနီးမှာဒီထက်ဆက်ဆက်မကဆင်းရဲမယ်တဲ့အခုဒီချိန်မှာပေါ်တဲ့ဝေဒနာကမပြောပလောက်ကလေးဒီချိန်မှာခံစားတဲ့ဝေဒနာကမပြောပလောက်ကလေးသေခါနီးကာလမှာအခုပေါ်တဲ့ဝေဒနာတွေဆက်ဆက်မကပေါ်လာအသက်တကြောင့်ထားเสียမရှိတော့ပေါ်လာတယ်အောက်ကအိပ်ပန်းများလာလို့ကြောနဲ့အောက်ကကျင်းတဲ့ထိပိုင်မဲ့ပူလာတာကတမျိုးပါဇက်ကရှိလို့ပါဇက်ကငါမပူလာတဲ့ကွယ်တော့ငါဟိုဘက်လက်ပေးကြမှာမပြောနိုင်တော့ဘူးပါဇက်ရှိလို့ပါဇက်ကမပြောနိုင်လက်ရှိလို့လက်ကမယူနိုင်တော့ဘူးခြေထောက်ရှိလို့ခြေထောက်ကမလုံနိုင်တော့ဘူးမျက်စိကြည့်လို့မျက်စိကမှုံဝါးဝါးဖြစ်သွားပြီသို့တော့အနာကလူတွေစကားတွေပြောနေတာကိုတော့အကုန်ကြားနေတယ်နာမကြသေးလောက်တဲ့အချိန်ကာလမှာလေနာကသိကြားတာနာပတာရကသိပါတာနာကအဲ့ဒီချိန်လူတွေဘာပြောနေကြသလဲပစ္စည်းဥစ္စာယူဖို့ဘုသားသမီးတွေရောက်လာလို့ချင်းကအမေယူဖို့ဗာလိဖို့ညာဖို့အဲ့ဒါပြောနေတာကိုအကုန်ကြားနေရအဲ့ဒီခါမှာနှလုံးမသားစိတ်တွေဖြစ်ကြီးစားငါကြတော့အေးမဆိုင်ကြဘူးငါပစ္စည်းတွေယူမယ်တဲ့မပေးဘူးငါစိတ်ကလာမပေးတာဘာမှမလုပ်နိုင်တော့ဘူးဟိုမှာမသားတော်နန်နေပြီးပြီမသားဘောကိုနီးလာပြီးပြီစိတ်ကမပေးဘူးငါမှဘယ်မှထားခဲ့တယ်မပေးဘူးမလုပ်ဘူးမပေးဘူးဖြစ်နေတာနှလုံးပသာရတဲ့စိတ်ဒါကြောင့်မလို့နာမကျမ်းဖြစ်လာပြီဆိုအဖော်ဒီတိကောင်းဖော်လို့တယ်သာသမီဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်အဖော်သိအရေးကြီးတယ်တရားသားလေးတရားစကားလေးပြောဖို့တိတ်ခွေလေးဖွင့်ရင်ဖွင့်တာနှစ်သိတဲ့တိတ်ခွေနဲ့ခန္ဓာညာတရားလေးကိုဝေဒနာပတ်သက်ပြီးသဘောလက္ခဏာကိုဖွင့်ရင်ဖွင့်တော့တရားစကားလေးပြောရင်ပြောမဟုတ်ရင်သွားပြီးတော့ခန္ဓာကိုသွားမထီနဲ့အမေလို့သွားမခေါ်နဲ့အဖေလို့သွားမခေါ်နဲ့ဟိုမှာတရားအမှတ်လေးနေတဲ့ပုဂ္ဂိုလ်အဲ့ဒီခေါ်လိုက်လို့ချမ်းပြီးအမှတ်တွေလွယ်ဟောငါသားတွေနဲ့ငါသမီးတွေနဲ့ငါခွဲရတော့မှပါလားနှလုံးမသားကြီးသွားပြီအဲ့ဒီရှိမှာကုသိုလ်တွေဝိပဿနာဉာဏ်အာကြည့်သောဝိပဿနာဉာဏ်မဖြစ်ခဲ့ဘူးဆိုရင်အနေငယ်သောဝိပဿနာဉာဏ်လေးနဲ့အဲ့ဒီရှိမှာနှလုံးသွင်းလို့မရတော့အာယုံပြောင်းပြီးတော့ဘိန်းတို့ကံနဲ့ပြောလို့ရှိကရုကအာသနာအာဇိနကအာသနကကရထကံဆိုတဲ့နေရာမှာအာဇိနကံကအဲ့ဒီချိန်မှာအကျိုးမပေးဘူးအာသနကဇုံလေးဖြစ်နေတယ်အဲ့ဒီချိန်မှာအာသနကဇုံယူတော့ကရထကံကအနိကပြထိုင်ပြီးအပဝညာအတန်ကိုလည်းကျမ်းလိုက်ဒိုင်းဆိုမကောင်းကျိုးမကောင်းတဲ့အာယုံကိုနှလုံးသွင်းပြီးတယ်ဖြစ်ဆိုစိတ်တည်ကြငရဲပြေရောက်သွားတယ်တချို့ပြိတ္တာဖြစ်သွားတာကုသိုလ်ပိုင်ရှင်ကြီးတွေပြိတ္တာဖြစ်သွားတာရှိတယ်ဘာဖြစ်လို့နှလုံးသွင်းမှားယွင်းလို့ပဝန်းကျင်ကြောင့်ပဝန်းကျင်တွေကိုအာယုံထားရင်သွားပြီဒါကြောင့်မလို့သာလျှင်မိမိကြိုတင်ပြီးတော့ပြင်ဆင်ထားရတယ်ဘဝကိုကြိုတင်ပြီးတော့ပြပြင်ထားရတယ်ဒီတရားအတိတ်ဉာဏ်နဲ့လေးတွေမပေါ်ပေါ်အောင်ကြင်ကြံပွားများအားထုတ်ထားတဲ့ပုဂ္ဂိုလ်မှသာလျှင်မဟုတ်ဆရာတော်ကြီးပြောတော့ပြုံးတည်ရပြုံးလေးနဲ့တည်တော်သွားကြတရားရှိတဲ့ဘုဥပဒကတို့ကြည့်ဓမ္မိကဥပဒကကြီးဆိုရင်စိတ်ဓာတ်သူကျွဲတို့သုတ္တိကြကာနိမသောအနာဂံဖြစ်နေကြတာကို
သူတို့ကသုတေတရားပြုံးပြုံးလေးနဲ့နေကြအမေကဥပဒကကြီးသုတေကြတော့မယ်ဆိုတော့နတ်ပြည်ကနဲ့ထားရီလာခဏနေရောလက်ကအမအနားမှာတန်ဃာတော်တွေကပရိရွတ်နေကြတာတန်ဃာတော်တွေကဘာသမယတုတ်ကိုရွတ်နေကြတယ်သူအမြဲတမ်းပြုလုပ်နေအမြဲတမ်းတရားနာနေကြတဲ့တရားကိုနှလုံးသွင်းနေကြတဲ့တန်ဃာတော်တွေဝိုင်းပြီးတော့ရွတ်ပတ်နေတေချာအဲ့ဒီအချိန်မှာနတ်ပြည်ကနတ်အထား6ခြင်းကသူယထာတက်ပါငါယထာတက်အသင်ဒီသာသနာတို့လောကတို့သိကျေးဇူးများတဲ့ပုဂ္ဂိုလ်ကျောင်းတကာကြီးလည်းပြည့်တဲ့ကျေးဇူးများတဲ့ပုဂ္ဂိုလ်သူယထာတက်ပါခဏနေအောင်လက်ကဒါပေမဲ့ဉာဏ်ဟန်တော်တွေကသူတို့ကိုတရားဆိုတာကိုရက်ခိုင်းတဲ့ဆိုပြီးတော့ပြန်သွားကြတယ်သာသမီတွေစိတ်မကောင်းဖြစ်တဲ့အဖေဘယ်လိုဖြစ်တာလဲမဟုတ်ဘူးငါတန်ဃာတော်တွေရက်ခိုင်းတာမဟုတ်ဘူးတန်ဃာတော်ရက်ခိုင်းတာဘုနတ်ပြည်ကနတ်ယထာရီကလာနေလို့ဟဲ့တုတိတာဘုံကရောက်နေလို့ယထာရောက်နေလို့ငါကခဏနေအောင်လို့မယူနဲ့အောင်ခဏနေအောင်လို့ပြောတာအဖေစိတ်တွေဖောက်ပြန်သွားပြီသာသမီတွေကဒီလောက်ဒီကုသိုလ်တွေလို့တာဖောက်ပြန်သွားပြီငါမဖောက်ရမင်းငါပန်းကုန်းတကုန်းပေးစပယ်ကုန်းတကုန်းပူတကုန်းပေးစမ်းလမ်းတောင်းလိုက်တယ်ပျောက်တင်လိုက်တာဒိုင်းဆိုတွဲနေတယ်တိုးတော့သူတို့ကစပယ်ပန်းကုန်းဘုံကြီးကတွဲနေတာကိုမြင်တယ်နဲ့ထားမမြင်ဘူးသူပဲမြင်တယ်အဲ့ဒါနဲ့အဒီကုံတဲ့ကစိတ်တွေကြတော့တာဝန်သားတုတ်တိတာပုံမှာအီစီတက်ကောင်းတက်တာနဲ့နေတော့ရှာတယ်နော်အဲ့ဒီဘက်မှာစိတ်တွေကြရဟန္တာဖြစ်ခြင်းဖြစ်မှာဒါမှမဟုတ်ရင်အနာဂတ်ဆိုတော့ခတ်တယ်ဟုတ်သုဒ္ဓဝါဒပုံမှာတော့ဖြစ်မယ်သုဒ္ဓဝါဒဗေမပုံမှာတတ္တမကုံမှာယဟန္တာဖြစ်ပြီးတော့သုဒ္ဓတိဥက္ကဂရိဏဆိုတဲ့သုဒ္ဓဝါဒငါးပုံမှာတပုံမှာသွားပြီးအနာဂတ်လောက်ပဲနေတယ်အဲ့ဒီမှာအနာဂတ်ယဟန္တာတွေအဲ့ဒီမှာရှိတယ်ဒါလူပြည်တော်ကယဟန္တာဖြစ်ပြီးတော့ဟိုမှာသွားနေတာတော့မဟုတ်ဘူးအဲ့ဒီဘဝအဲ့ဒီသုဒ္ဓဝါဒဗေမပုံမှာပဲနေယဟန္တာဖြစ်ပြီးနေကြတာတတန်းကုံတဲ့ကပရိနိဗ္ဗာန်ဆံသွားကြအဲ့ဒီမှာပဲအဲ့ဒါလိုပေါ့လေတရားရှိထားတဲ့ပုဂ္ဂိုလ်ကြလို့ရှိကောင်းတဲ့နမိတ်တွေပဲဖြစ်သွားချတယ်တရားမရှိတဲ့ပုဂ္ဂိုလ်တရားမပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကြတော့မကောင်းတဲ့နမိတ်တွေဝင်ပြီးတော့မကောင်းတဲ့ဘဝကိုရောက်သွားကြတယ်အဲ့ဒါဘာကြောင့်လဲဓမ္မရတမပေါ်လွင်ခဲ့လို့ဓမ္မတတ္တိဒီမကင်းခဲ့လို့ဒါကြောင့်ခန္ဓာအစဉ်ကိုတတိတံပဲစဉ်ဉာဏ်ချင်းပြီးထိုင်နေစဉ်ယနေ့စဉ်အရိယာဘုရားမှာတတိပြထမ်းသောဉာဏ်တို့ပဲကြောင်းကြလေးစိုက်ပြီးတော့ကြည့်နေရတယ်အခုပေါ်နေတာကြည့်ခန္ဓာကပြနေတာယောဂီနေခန္ဓာဒီမှာကြည့်လို့ခန္ဓာကပြနေတာပြတဲ့နေရာလေးကိုထင်ရှားဆုံးနေရာလေးကိုစိတ်ကညှို့တိုးတော့ဒူးတယ်ပေါင်းတယ်လို့သွားမဆွဲနဲ့အထဲကိုမဆွဲနဲ့တရတဏ္ဍာကြီးကိုသွားပြီးတော့မဆွဲနဲ့ဒူးနာလိုက်တယ်ပေါင်းနာလိုက်တယ်ဘာဖြစ်တဲ့ညာမဆွဲနဲ့ဖောက်ပြန်တဲ့ခန္ဓာဖောက်ပြန်နေပါပေါ်လားဖောက်ပြန်တာတော့ပဲသဘောပေါက်ဘယ်ကနာတယ်ဘယ်နေရာကနာတယ်လို့သွားပြီးတော့ပညာကိုမှသွားဆွဲရင်မှားရင်းနေတယ်ပညာကိုအာယုံပြုရင်သမထဖြစ်သွားတတ်တယ်ပရမတ်ကိုအာယုံပြုမှဝိပဿနာဖြစ်မယ်ဒါကြောင့်ပညာကိုအာယုံမပြုနဲ့နမိတ်အာယုံတော့မလိုက်စီနဲ့ပုံတရနမိတ်စီကိုအာယုံစိတ်မညွတ်နဲ့သဘောကိုကြည့်သဘောလေးအထယ်မရှိဘူးသဘောလေးတင်းတဲ့သဘောလေးတင်းတာလေးရိတ်ခနဲ့ပထမသိတယ်ဖြစ်တော့မရှိတော့တင်းနောက်ဒုတိယပြန်ပေါ်တတ်တယ်တောင်းတာလေးပြန်ပေါ်တတ်တယ်ကြည့်လိုက်မရှိပြန်တော့ဘူးကျင်တာတို့ပြန်ပေါ်လာတတ်တယ်ကြည့်လိုက်မရှိဘူးကြည့်လိုက်မရှိရှေ့စိတ်ကိုနောက်စိတ်နဲ့ပြန်ကြည့်ဒါကြောင့်ရှေးကယုံနံချုပ်ပြောက်ဟန်နောက်ယုံနံနဲ့ကြည့်အဲ့ဒါလို့ဆိုတာရှေးကယုံနံချုပ်ပြောက်ဟန်နောက်ယုံနံနဲ့ကြည့်ရှင်းတဲ့ရှေ့စိတ်ကိုနောက်စိတ်ပြန်ကြည့်ရှေးအာယုံလေးကိုနောက်ညာလေးစင်ကဲကြည့်တိုင်းမှာအကြည့်ခန္ဓာသည်အကြည့်ညာအောင်မှာတရဇတ်သူဟာသူဖြစ်လိုက်ပြန်တယ်ဖြစ်ပြီးပစ္စည်းနေတာကခန္ဓာဒုက္ခသစ္စာဖြစ်ပြီးပစ္စည်းနေတဲ့ခန္ဓာဒုက္ခသစ္စာဖြစ်ခြင်းလက္ခဏာဖြစ်ခြင်းလက္ခဏာဉာဏ်ကလှမ်းလို့တွေ့မြင်နေတဲ့သဘောလေးကမေကသစ္စာတဏှာဥပါဒံကံကအလိုလိုသိပြီးသားဖြစ်နေတယ်ဒီချိန်မှာရာဂဒေါသမောဟတွေတရင်ကငြိမ့်နေတယ်တရင်ကလောကီနိရောဓသစ္စာတွေဖြစ်နေတယ်တရင်ကလောကီနိရောဓတဲ့ခဏဖြစ်မှမြိုက်တချိန်ချင်းလေးမှာလောကုတ္တရနိရောဓစီကိုစိတ်ကဉာဏ်ကပြောင်းလဲသွားတဲ့နေ့သည်အချိန်သည်နာရီသည်ဩနာသည်ရပ်သွားပြီနံပါတ်1အပယ်လေးပုံရောက်စီနေတဲ့အကုသိုလ်တွေရပ်သွားပြီ
ထိုပုဂ္ဂိုလ်ဟာသုဂရိပမှာနေရည်ခန္ဓာဘဝပဲဒါတက္ကတပရမသောတာပန်ဆိုတဲ့အဲ့ဒါခန္ဓာဘဝပဲရှိတယ်ခန္ဓာဘဝတဲ့အဆုံးမဲ့ပို့မရှိဘူးအထမမာတိယန္တိဆိုသည့်တိုင်ရှင်ဘဝပရိသန္တိနေယုထုံးသာမကြီးသောတာပန်နေရအကျိုးစက္ကတုပရမသောတာပန်6ဘဝလို့ကိစ္စပြီးသွားတယ်ကျုပ်ဒီစက္ကတုပရမသောတာပန်9ဘဝနဲ့ဇဒုက္ကတုပရမသောတာပန်4ဘဝတိကတုပရမသောတာ3ဘဝဒွိကတုပရမသောတာပန်2ဘဝဧကပိစသောတာပန်1ဘဝအဲ့တလူသောတာပန်ဖြစ်တာပြီကိုလောလောဆယ်သောတာပန်ဒုတိယဘဝမှာကိစ္စပြီးသွားတယ်သုတိတိဇဂနဲ့မှာဒီတရားတွေစပီမယီနဲ့ဖြစ်တဲ့ဖြစ်တွေဖြန့်မြင်ပြီးတော့ဟောဒီကနေ့ကာလမှာသောတာပန်ကသရကအနာကမဲ့30ပုံစံရောက်ဖြစ်ဆိုရင်သုတိတိမကြခင်မှာဘိလေယဟန္တာဖြစ်သွားတယ်တချို့ယဟန္တာဖြစ်ပြီးမှတည်လောင်သွားကြတယ်လူဝဲကြောင့်လည်းတချို့ပုဂ္ဂိုလ်တွေအဲ့ဒါလိုတရားအလွန်အားကြီးသောအထောက်ပံ့တွေအရိယာသောတာပန်ဖြစ်တတ်တဲ့ပုဂ္ဂိုလ်နောက်ဆုံးဒီကနေ့မှာဒီတရားလေးပြန်လဲသုံးသပ်ရင်နဲ့မဲ့ဆင်ပုံစံကိုရပြီးတော့တည်သွားတာကတချို့လူဝဲကြောင့်နေတော့ဓာတ်တော်တွေကျွင်းသွားတာရှိတယ်လူဝဲကြောင့်နဲ့ဓာတ်တော်ကျွင်းသွားတာရှိတယ်ဒီကနေ့ယဟန္တာတွေဖြစ်သွားတာသူကသူတို့သတိသိမ့်မထားကြဘူးရှိတယ်တချို့ယဟန်တော်ကြီးတွေဆရာတော်ကြီးတွေသူသာမန်လေးနေကြတာသီလဝါနာပုဂ္ဂိုလ်လေးနေကြတာသို့တော့နောက်ဆုံးအချိန်လေးမှာဒီတရားလေးကိုနှလုံးသွင်းနေတဲ့မဲ့အတိတိဖို့တိရပြီးဒုက္ခညှိသွားတာအောပဲကောင်းတယ်အဲ့ဒါဘာကြောင့်လဲအခန္ဓာကောင်းတယ်ကျူတင်ပြီးတော့ကြင်ကြောင်ပွားများအာထုတ်ထားသောအခန္ဓာကောင်းတဲ့ပုဂ္ဂိုလ်ဒီတရားတန်လေးကိုထပ်ပြီးတော့ကြားလိုက်ရသည်ရှိသောနှလုံးသွင်းမှန်လိုက်တဲ့အခါဟောအခန္ဓာတက်တဲ့အာကောင်းပြီးတော့ဖြစ်ဖြစ်ဒီဖြန့်မြင်ပြီးတော့အတိတ်တဲ့အပွင့်တဲ့ဆိုတဲ့မဲ့သီးသီးဖို့သီးသီးကိုရရှိသွားနိုင်တယ်ဒါကြောင့်ဒီနေ့အားလုံးတရားဓမ္မတို့သာဓမ္မရတ္တပေါ်လျောဓမ္မတ္တိကင်းအောင်ကြိုးစားနိုင်ကြပါစေအထုနိုင်ကြပါစေပွားများနိုင်ကြပါစေကြိုးစားပွားများအထုနိုင်ကြကိုလည်းဒုက္ခသစ္စာကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်းသိမြင်နိုင်ကြပါစေတဲ့ဥချီအပယ်လေးပုံရောက်စိနေတော့သမုဒိယသစ္စာပဲမေဃသစ္စာပွားများလို့နိရောဓသစ္စာဒီသောကံတဲ့ဘက်ကိုကောင်းစွာမသွေလှမ်းတဲ့နိုင်အောင်အထုနိုင်ကြစေကုန်ကြသတည်းကဲကုသိုလ်တရားတွေရင်ဝယ်ပိုင်းပြီးတော့တလောကလုံးကိုမေတ္တာဖြန့်ဝေကြမယ်အထေယမချမ်းသာကိုစိတ်ငဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းနေချမ်းသာကြပါစေအောအယမယတရဝချမ်းသာကိုစိတ်ငဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းနေချမ်းသာကြပါစေနန္ဒစကြဝဠာမြတ်တရဝချမ်းသာကိုစိတ်ငြိမ်းကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းနေချမ်းသာကြပါစေတရားဟောတရားနာမြတ်တရဝချမ်းသာကိုစိတ်ငြိမ်းကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းနေချမ်းသာကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာကြမ်းပါကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးချွင်ပြုံးကြပါစေမေတ္တာယံသူဒေါသမှုအမှုကင်းပါစေမေတ္တာရေချမ်းကိုယ်စီဖြန်းအေးချမ်းကြပါစေခန္ဒီနှလုံးကိုယ်စီသုံးချွင်ပြုံးကြပါစေဒုမေတ္တာဆွမ်းကဘာလွန်အေးချမ်းကြပါစေဒုမေတ္တာဆွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဤသို့ပြုရညဘုံညချောင်းအမတ္တခေမံဤနိဗ္ဗာန်ကိုဧကံဒုစရရောက်စေသောယေယခုအာထုတံမြတ်မြတ်ပါကဘုဤပါစေယယုဒ္ဓမာနိ
ကိုမာဆောင်ချက်ကိုဆောင်တဲ့ကငရင်စာ၍ရှိသမျှလုံးစုံဘုံ30ချစ်ခြင်းတဲ့မြတ်ရှိတဲ့မြတ်ဝိညာဉ်တို့ရကြပါစေအင်္ဂါဝေဒီညာတွေလာကောစီကောကုသိုလ်အမြတ်ယူတော်ကြပါဘုလောရိယာသူတော်ကောင်းတို့ဘုဒ္ဓတော်မြတ်တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ဝမ်းမြောက်ဝမ်းသာစွာဖြင့်အာတုကုသိုလ်မြတ်တော်ကြပါဘုလောရိယာသူတော်ကောင်းတို့ဘုဒ္ဓတော်မြတ်တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ဝမ်းမြောက်ဝမ်းသာစွာဖြင့်အာကုသိုလ်မြတ်တော်ကြပါဘုလောရိယာသူတော်ကောင်းတို့ဘုရားတော်မြတ်တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ဝမ်းမြောက်ဝမ်းသာစွာဖြင့်အာတုအလောကိုစိတ်နဲ့ပြကျမ်းမှာချမ်းသာလို့စီရဲ့ကိန်းပြောင်းချမ်းသာခြင်းကိုမျက်မှောက်ပြုလွယ်နိုင်ကြပါစေကဲဒီနေ့အချိန်ကုန်ဆုံးသွားပါပြီပြန်လို့ရပြန်ကြလို့ရတယ်